ကောင်မလေးကိုပုံတင်ခိုင်းရင်မတင်ပေးဘူးတဲ့ပုံတင်ပေးမှလားပြက်မှလားဆိုရင်တော့မှပြက်ဖို့ရွေးချယ်နေလို့ဘာဆက်လုပ်တင်လဲတဲ့အရင်ကောင်လေးကိုကြတော့ချပြရဲတဲ့အဲ့ဒါလေအမဒီပုံတင်တယ်မတင်ဘူးဆိုတာနဲ့ချစ်တာနဲ့ဆိုတာဒါရိုက်အချိုးမကြောက်လို့ပဲအမယုံကြည်ရဲပေါ့နော်နောက်တစ်ခုကျတော့အရင်ကောင်လေးကိုချပြရဲတာမှန်ပင်ပဲတခါတလေကြလို့ရှိရင်လည်းအရင်ကောင်လေးနဲ့ပုံတင်ခဲ့လို့အခုချိန်မှာသူ trauma ရနေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့အမဒီပုံတင်တာတွေမတင်တာတွေကအရင်အရေးမကြီးလို့ပဲပြောချင်တယ်နောက်တစ်ခုကကျတော့official ချပြလိုက်လို့သူ့အတွက်လည်းမကောင်းကိုယ့်အတွက်လည်းမကောင်းဘူးဆိုလို့ရှိရင်အမကဒီတိုင်းလေးပဲနေနေတာပိုကောင်းတယ်ပေါ့နော်နောက်ပြီးတော့ကိုယ့်ဘက်ကလည်းနည်းနည်းလေးစင်ကျင်စေချင်တာဗာလဲဆိုတော့ဥမာဘယ်အရာပဲဖြစ်ဖြစ်ပြက်မာလားဆိုတဲ့အရာနဲ့ရှင်ပြီးတော့မရွေးချယ်ခိုင်းစေချင်ဘူးပေါ့နော်ဥမာပုံတင်မာလားပြက်မာလားအဲ့လိုမေးခွန်းလည်းမမေးသင့်တယ်လို့နေသူနဲ့မပေါင်းနဲ့ပေါင်းရင်လည်းငါနဲ့ပြက်မာလားအဲ့လိုဘာမှအရေးမကြီးသေးတဲ့ကိစ္စလောက်ကိုပြက်မာလားဆိုတဲ့ဒီ option နဲ့ပေါ့နော်ရွေးချယ်စရာမျိုးမပေးစေချင်ဘူးအဲ့ဒါမျိုးလေးလည်းကိုယ့်ဘက်ကအသိထားစေချင်တယ်နောက်တစ်ခုကျတော့ဒီလိုမျိုး social media မှာ officially ချစ်ပြနေပြီးတော့မှနောက်ပိုင်းပြက်သွားတဲ့အစမပြေဖြစ်ကြတဲ့အခါကြလို့ရှိရင်ပတ်ဝန်းကျင်ကပြောစရာမြင်စရာထောက်စရာပဲဖြစ်တာဆိုတော့ဒီပုံတင်တွေမတင်ဘူးဆိုတာတွေကအရေးမကြီးဘူးပေါ့နော်တခြားကိုချစ်ရမယ့်ကိစ္စတခြားချစ်တာကိုခေါ်ပြလို့ရတဲ့ကိစ္စတွေနဲ့ပဲအမရှင်ပြီးတော့ပဲရွေးချယ်စေချင်တယ်လို့အကြံပေးချင်ပါတယ်ကဲအဆင်ပြေကြပါစေ Hey ထီဝီလား